Palm Sunday ဆိုတဲ့ဒီနေ့မှာတော့ဖြစ်ရင်သူရဲ့တကယ်အဖြစ်မှန်ကိုသူထုတ်ဖော်လိုက်တယ်30ကာလအတွင်းမှာသူဒီဘယင်ဖြစ်ပါတယ်သူဒီတကိုးကြီးတော့ရှင်ဖြစ်ပါတယ်ဆိုတာကိုသူကတခါလေးဒီမှာပြတယ်သူတပည့်တော်တွေကိုခိုင်းပြီးတော့ရှေ့မှာရွာကိုတွားလိုက်အဲ့ဒီရွာမှာမိကလေးမိမနဲ့မိကလေးကျိုးနဲ့ခြိထားတာတွေ့လိမ့်မယ်တွားပြီးတော့ကျိုးကိုဖြီးပြီးတော့ငါစီကိုယူလာခဲ့လို့တွားပြောတယ်ပြောတဲ့အခါမှာတပည့်တော်2ယောက်လဲတွားတယ်ခရစ်တော်ဘုရားခိုင်းတဲ့အတိုင်းမိမတော်မူတဲ့အတိုင်းတွေ့တယ်ကျိုးကိုဖြီးတယ်အဲ့နဲ့မိကလေးပိုင်ရှင်တွေကဟေးငါတို့ရဲ့မြေကိုနင်တို့ကအခွင့်တောင်းတာပါညာလဲမလုပ်ဘဲနဲ့ဘာလို့ဒီတိုင်းကျိုးဖြေတာလဲလို့မေးတဲ့အခါမှာသူတို့ကဘာပြန်ဖြေတယ်ခက်တော်လည်းမှားတယ်သခင်အလိုရှိတယ်လို့ပဲပြောလိုက်အလုံးပြောသခင်အလိုရှိတယ်ဒီတိုင်းလူရင်ကြီးမှုစကားနဲ့ပြောမယ်ဆိုရင်အဲ့မှာမြေပိုင်ရှင်ရှိပါရဲ့နဲ့မတောင်းမဲနဲ့ခွင့်မပန်မဲနဲ့ဘာဖြစ်လို့ကျူးကိုဖြုတ်တယ်လဲဆိုတာကျွန်တော်လည်းဒီကျမ်းစာကိုဖတ်ခါစားတော့ခရစ်တော်ကိုယ်တော်နည်းနည်းအပြစ်တင်ခြင်းနဲ့လူမျိုးရေးနားမလဲနည်းနည်းတောင်းရမှာပေါ့ဒီတိုင်းကြီးဆိုတာကျွန်တော်စိတ်ထဲမှာစနိုးစနောက်တောင်ဖြစ်ခဲ့ဒါပေမဲ့ဒီကြတော့ခရစ်တော်တွားပြီးတော့ကျိုးဖြေလိုက်တယောက်ကဟေးဘာလို့ဒီငါတို့မြေကိုကျိုးဖြေတယ်လဲလို့မေးရင်သခင်အလိုရှိတယ်လို့ပဲပြောလိုက်တဲ့အဲ့မပထမတော့ကျွန်တော်လည်းလူမှုရေးယဉ်ကျေးမှုနဲ့စဉ်းစားတဲ့အခါမှာနည်းနည်းတစ်ချက်တိတ်မကြိုက်ဘူးတိတ်နည်းနည်းရိုင်းတယ်လို့ခံစားတယ်ဒါပေမဲ့ယေရှုကသခင်ဖြစ်တယ်ဆိုကျွန်တော်နားလည်တဲ့အခါမှာအားလုံးကိုသူပိုင်တဲ့အရာတွေပဲစကြဝဠာကြီးတစ်ခုလုံးကိုဖန်ဆင်းတဲ့အရှင်မြေကလေးမကကျွန်တော်တို့တယောက်စီရင်အသက်တာကိုပါသူပိုင်တာရုပ်ချင်လဲအချိန်မရွေးရုပ်နိုင်တဲ့အခွင့်ရှိတယ်ဘယ်သူကိုခွင့်တောင်းရမှာလဲဟောဘယ်သူကိုခွင့်ပန်ရတဲ့တက်ကူငါရုပ်တော့မလို့သဘောတူလားဆိုဘယ်သူမှလည်းသူမေးစရာလည်းမလိုပါဘူးဟုတ်တယ်မလားအားလုံးကောင်းကင်မြေကြီးစကြဝဠာတက်စီတော်တက်မဲ့တော်အရာလုံးကိုပိုင်တတော်မူတော့သခင်ဖြစ်ကြောင်းဒီမှာသူလက်တွေ့တက်တည်ပြသွားတယ်အဲ့ဒီမြေကလေးကိုကျိုးသွားဖြေလိုက်တယောက်ကမေးရင်သခင်အလိုရှိတယ်အဲ့လိုသာပြောလိုက်ပြောရင်တို့ကဘာမှပြတ်တာမတက်တော့ဘူးတဲ့တကယ်လေတပည့်တော်နှစ်ယောက်ကကျိုးသွားဖြေတော့လူတွေကလည်းမေးဟေးဘာဖြစ်လို့ငါတို့မြေကိုဒီလိုပဲဒီတိုင်းခွင့်လဲမပန်မဲနဲ့ကျိုးဖြေရတာလဲလို့မေးတဲ့အခါမှာသူတို့ကလည်းပြန်ဖြေတယ်သခင်အလိုရှိတယ်ဒီနေရာမှာကျွန်တော်ပို့ပြီးတော့ရှင်းကလေးနားလေတာယေရှုကသခင်ဖြစ်တယ်အရာခတ်တဲ့ အရှင်သခင်လူယဉ်ကျေးမှုနဲ့ပြောရင်တော့ညနေရိုင်းသလားမသိဘူးလို့ပြောချင်ရှိပြီမဲ့သူကသခင်ဘယ်သူမှခွင့်ပန်စရာမလိုတဲ့သခင်ဖြစ်တယ်ဖန်ဆင်းရှင်အုပ်ဆိုးသောအရှင်ဖြစ်တယ်ဒီမှာလက်တွေ့သူပြသွားတယ်အဲ့ဒါနဲ့ကျွန်တော်စိတ်ထဲမှာစိတ်ချကျွန်တော်တို့တတမှာယေရှုနဲ့တာအကျွမ်းတဝင်ဖြစ်ပြီးတော့ဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့အရှင်အလုံးတည်တယ်ယေရှုကြီးကျွန်တော်တို့သူ့အသက်ကိုပေးပြီးတော့အသက်စတေးခံပြီးတော့လေဝါကတိုင်းမှာအသေးခံခဲ့တယ်ဒါပေမဲ့3ရက်မြောက်တော့နေ့မှာတေခြင်းဆိုရယ်မြစ်စုမှန်ကိုအောင်တော်မူ၍ထားမြောက်တော်ရှင်ဖြစ်တယ်သူကတရိစ္ဆာန်မပြောနဲ့အသေးခြင်းနဲ့အသက်ရှင်ခြင်းကိုလည်းအစိုးရတော်မူတော့ရှင်ဖြစ်တယ်အာမင်ဒါကြောင့်အဲ့မှာကျွန်တော်အယံယုံကြည်ခြင်းတက်လာတယ်တိလားဘာမဆိုသခင်နဲ့အစဉ်ပြေဆိုတော့အလုံးအစဉ်ပြေမယ်
ဟာလေလုယာအဲ့ဒါကိုကျွန်တော်ပြောရင်းနဲ့တတိယတာကအခုကျွန်တော်ဒါခဏပမ်စန်နေတိုင်းမှာလည်းပြောပါတယ်ကျွန်တော်တကယ်သင်ခန်းစာရခဲ့တဲ့ကောင်းကြီးတစ်ခု1900